ဘာသာသဘောကျတဲ့မင်းကလေးစီကိုစာပို့တဲ့အခါမှာသူကဘာသာကိုစောင့်မပြန်ဘူးလားဒါမှမဟုတ်သူ့ဘက်ကနေပြီးတော့ in all ဆိုတဲ့စကားနဲ့ပဲအဆုံးသတ်နေတာအဲ့လိုဖြစ်နေပြီဆိုလို့ရှိရင်ဘာသာကဒီ game ကိုစော့နေတာမှားနေပြီဗျကျွန်တော်တို့ယောက်ျားလေးအများစုကတော့မင်းကလေးတယောက်ရဲ့အချစ်ကိုရဖို့အတွက်အပေါ်ရန်နေလိုအပ်တယ်လို့ထင်တတ်ကြတယ်တကယ်တော့အဲ့ဒါက69ရာခိုင်နှုန်းမှားပါတယ်မင်းကလေးတယောက်ကစိတ်ပညာရဘယ်လိုမျိုးတုံ့ပြန်လဲဆိုတော့ဘာသာနေသိသွားမယ်ဆိုလို့ရှိရင်ဘာသာဘက်ကလိုက်နေမှုတော့မလိုပါဘူးfriend zone ထဲမှာလည်းပိတ်မိနေမှာမဟုတ်ပါဘူးဒီနေ့ဗီဒီယိုမှာလှည့်ကွက်တွေလုံးဝမပါပါဘူးဘာသာလို့ခြင်းနဲ့အာယုံဆိုင်မှုကိုယောက်ျားမိသားနဲ့ဘယ်လိုမျိုးရယူသင့်တယ်ဆိုတော့ကိုကျွန်တော်အချက်ကိုတစ်ချက်ချင်းဒီပြပြပေးသွားပါမယ်ဗီဒီယိုကိုစောင့်အောင်ကြည့်ဖို့လိုအပ်ပါတယ် rule number 1ခွင့်မတောင်းပါနဲ့ယုံကြည်ချက်ရှိရှိဥဆောင်ပါပထမအချက်ကတော့ကျွန်တော်ခွင့်တောင်းတဲ့အဆင့်ကနေပြီးတော့ငါလုံနိုင်တယ်ဆိုရင်ညှို့လင့်ရတဲ့အဆင့်ကိုပြောင်းလဲဖို့ပါပဲကျွန်တော်တို့ရိုးရှင်းတဲ့ချင်းကပ်နေရတဲ့စပြီးပြောပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမြဲမြင်နေကြစကားရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အပြင်သွားခြင်းလို့အပြင်သွားကြမလားပုံစားကြမလားဆိုပြီးတော့ကျွန်တော်တို့မေးတတ်တယ်အဲ့ဒါကကျွန်တော်တို့ကခွင့်တောင်းတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့လိုမျိုးတွေတောင်းမေးပါနဲ့အဲ့လိုမေးလိုက်တဲ့အခါမှာဘာသာကတတိမရှိရသူငါကမင်းအကြိုက်ကိုလိုက်လုပ်ပေးရမယ်မင်းစိတ်တိုင်းရနေရမယ့်သူပါဆိုတဲ့ပုံစံမျိုးကိုဘာသာအားနည်းချက်ကိုသွားပြီးတော့ပြတဲ့ပုံစံဖြစ်နေတယ်အဲ့တော့ပါဝါကသူ့ရဲ့လက်ထဲကိုရောက်သွားတယ်သူပြောမယ်စားဘာသာကမေးတဲ့မေးခွန်းပုံစံကိုပုံစံပြောင်းလိုက်ပါဥပမာဘယ်လိုမျိုးလဲဆိုတော့ဘာသာရောသူရောအဆင်ပြေတဲ့အချိန်တရက်ပေါ့နော်အဲ့ဒီအချိန်မှာဥပမာဘာသာကတောက်ကြနေမှာဘာသာကော်ဖီဆိုင်တစ်ဆိုင်တက်တူထားရဲတော့တောက်ကြမယ်လို့ခေါ်တာမျိုးဒါမှမဟုတ်ဆိုလို့ရှိရင်လည်းစနေနေ့ဒါမှမဟုတ်တနင်္ဂနွေနေ့မှာဘာသာကအားတယ်ကျွန်တော်စနေတနင်္ဂနွေနေ့မှာအားတယ်အဲ့ဒီရက်မှာကျွန်တော်ဆိုင်တစ်ဆိုင်သွားဖို့ရှိတယ်လိုက်ခဲ့ပါအဲ့လိုပုံစံမျိုးပြောင်းပြီးတော့မေးကြည့်ပါမယ်လားမေးတဲ့ပုံစံကွဲသွားတဲ့အခါမှာဘာသာကခွင့်တောင်းနေတဲ့သူတယောက်မဟုတ်တော့ဘဲနဲ့ဘာသာကဒီထိတ်မှာ confidence ရှိဒါမှမဟုတ်လို့ရှိရင်လည်းအလုပ်တစ်ခုကို confidence ရှိ decision ချနိုင်တဲ့သူတယောက်ပုံစံဖြစ်သွားပါတယ်မိန်းကလေးတွေကသူတို့အကြိုက်ပေါ်အနောက်ကနေတကောက်ကောက်လိုက်ပြီးတော့ဖြည့်ဆည်းပေးတဲ့သူတွေသူတို့ကိုဥဆောင်နိုင်တဲ့ယောက်ျားလေးမျိုးကိုသဘာဝအတိုင်းသဘောကျတတ်ကြတယ်rule number 2မိန်းကလေးတယောက်ပြောတဲ့အခါမှာ logic တွေနဲ့ခွင့်ပြောနေခံစားချက်ကိုတူးဆွပြီးတော့ပြောပေးပါကျွန်တော်ယောက်ျားလေးအများစုကငါကအလုပ်ကန်ကောင်းနေရှိတယ်ယောက်ျားလေးချင်းချင်းနဲ့လေးစားမှုရှိတယ်မိန်းကလေးတွေပေါ်လဲတန်မိုးထားတတ်တဲ့လူကောင်းတယောက်ပါငါလင်းတာဆိုလို့ရှိရင်ငင်းဘဝကမကြောက်မကြမခက်မခဲပဲနဲ့ဘဝကိုအေးအေးဆေးဆေးဖြတ်တန်းသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့မိန်းကလေးတွေရဲ့အခြေကိုဆွဲဆောင်တတ်ကြတယ်တကယ်တော့မိန်းကလေးတွေကအဲ့ဒီအချက်တွေပေါ်မူတည်ပြီးတော့ရွေးချယ်တာမဟုတ်ဘူးဗျသူတို့ကခံစားချက်ပေါ်မူတည်ပြီးတော့ရွေးချယ်ကြတာအဲ့တော့အကြောင်းပြချက်တွေမဟုတ်ဘဲနဲ့ခံစားချက်နဲ့ပြောရမယ့်ပုံစံကိုကျွန်တော်ပြောပြပေးသွားမယ်သူ့ကိုအင်တာဗျူးတစ်ခုမှာကျွန်တော်မေးခွန်းမေးသလိုမျိုးဘာကြိုက်တက်လဲဘယ်သွားခြင်းလဲဘာစားခြင်းလဲအဲ့လိုပုံစံမျိုးတွေနဲ့တော့မမိနေပါလားအဲ့လိုမေးမယ်စားသူစိတ်ဝင်စားတဲ့ဘာသာမြင်တဲ့အမြင်လေးတွေကိုဟာတာနိုးပြီးတော့ပြောပေးပါဥပမာဗျာမင်းကြီးကချားသူတွေနဲ့မတူဘူးနဲ့တယောက်တည်းဒီမလားအလွဲတွေလုံနေမဲ့ပုံစံမျိုးပါလားအဲ့လိုပြောလို့ရတယ်ဥပမာဗျာမင်းကြီးကတခြားသူတွေနဲ့မတူဘူးမင်းကတခုခုပဲအဲ့လိုပြောလို့ရတယ်အဲ့လိုပြောခြင်းဆိုလို့ရှိရင်ဒီလိုပြောလို့ရတယ်မင်းကတခုခုမှအရန်ထူးချွန်တဲ့သူဖြစ်မဖြစ်ဘေးကလူတွေထွက်ပေးရအောင်လုံးဝပုံလို့အဲ့လိုမျိုးပြောလို့ရတယ်ဗျာလားအဲ့လိုမျိုးစတော့ပြီးတော့စကနာထိုးပါဗျာလားအဲ့လိုပြောတဲ့အခါမှာဘာသာကိုစကားပြောတဲ့အခါမှာစိတ်လှုပ်ရှားမှုရှိနေမှာဖြစ်ပြီးတော့ဘာသာကိုလည်းပို့ပြီးတော့စိတ်ဝင်စားနေမှာဖြစ်ပါတယ်ဘာသာအကြောင်းကိုလည်းဘာသာဘာလုပ်နေတယ်ဘာသာဘလို့လူမျိုးကဘာသာကမှနေတယ်အဲ့လိုမျိုးတွေကိုမပြောဘဲနဲ့သူစိတ်ဝင်စားနေအောင်ရှူထားပါဥနံပါတ်3ဘာသာရဲ့အဆူတိုင်းမှုကိုအလေးထားပြီးတော့တန်ဖိုးထားရမယ့်အရာတစ်ခုဖြစ်ကြောင်းသူသိအောင်လုပ်ပါမိန်းကလေးတွေကအလွယ်တကူအလကားရတဲ့အရာမျိုးကိုမမောနေမရှိကြဘူးဗျသူတို့ကသူတို့ကိုယ်တိုင်ကြိုးစားပြီးတော့ရတဲ့အရာမျိုးကိုပို့ပြီးတော့တန်ဖိုးထားတတ်ကြတယ်သူတို့ကိုခဏခဏချင်းမုန်းကဖွင့်နေတဲ့သူတွေကိုသူတို့ကတန်ဖိုးမထားကြဘူးဗျအဲ့တော့ဘာသာကသူ့ကိုအဆဆရရတန်ဖိုးထားအလိုက်သိလွန်သူဖြစ်ချင်တဲ့ဘာလို့သူဘာသာကလိုက်ပြီးတော့အကဲခတ်အကောင်းဆုံးအဲ့လိုချင်းနေမှာသူ့ဘက်ကဘာသာရဲ့အချက်ကိုနင်းဖြစ်နေဆိုလို့ရှိရင်ကျွန်တော်အခုပြောပြတဲ့စိတ်ပညာဆိုင်ရာအချက်တွေကိုလိုက်လုပ်ကြည့်လို့ရပါတယ်နံပါတ်1စုချင်းမြင်ခြင်းမိန်းကလေးဘက်ကဘာသာပေါ်အချိန်ပေးတာဂရုစိုက်တာမျိုးပြန်ပြီးလုပ်လာမှာဘာသာဘက်ကနေပြီးတော့သူ့ကိုရွေးထွေးတဲ့အဆူစိုက်မျိုးကိုပြန်ပြီးတော့ပေးပါသူ့ဘက်ကဘာသာ message တွေကိုစာမပြန်ဘူးပြည့်လူရှုနေပြီဆိုလို့ရှိရင်လည်းဘာသာဘက်ကလည်းစာတွေထပ်မပို့ပါနဲ့စိတ်လင်းကပြန်ပြီးနေပြလိုက်ပါ
မိန်းကလေးတွေကသူတို့လက်လွတ်ဆုံးရှုံးရတော့မယ်ဆိုတဲ့အရာတွေကိုပို့ပြီးတော့တန်ဖိုးထားတတ်ကြပါတယ်အစစ်နှစ်ရှားပါကြောင်ပြပါဘာသာရဲ့အချိန်ကတန်ဖိုးရှိကြောင်းသူ့ကိုသိအောင်ပြပါဘာလို့လဲဆိုတော့ကျွန်တော်ကြားလေးတွေကအပြင်မှာရှားပါမှန်သိတဲ့အရာတွေကိုကိုချစ်တဲ့မိန်းကလေးကိုပေးချင်တတ်ကြတယ်အဲ့ဒါကမိန်းကလေးအဲ့ဒီတစ်ဖက်မိန်းကလေးကဘာသာတန်ဖိုးကိုနားလည်ရင်ကိစ္စမရှိဘူးဒါပေမဲ့နားမလည်တဲ့အခါမျိုးတွေမှာဒီလိုနည်းနဲ့ကိုအသုံးပြုနိုင်ပါတယ်အဲ့ဒါကသူ့ဘက်ကစာဖို့တိုင်းဘာသာချက်ချင်း reply ပြန်တာမျိုးကောင်းကလေးဘက်ကခေါ်တိုင်းဘာသာဘက်ကအမြဲအားနေတဲ့ပုံစံမျိုးမလုပ်ပါနဲ့ဘာသာမှလည်းကိုပိုင်ဘောကကိုပိုင်အလောက်ခိုင်တယ်မအားကြောင်းဘာသာအချိန်ကိုရဖို့လဲမိန်းကလေးဘက်ကလေးစားတဲ့ကြောင်းသူ့ကိုသိအောင်ပြပါနံပါတ်3မိန်းကလေးဘက်ကစတင်လောက်အောင်ဆွဲဆောင်ပါဘာသာဘက်ကတခုခုလုပ်ပေးပါလားလို့တောင်းဆိုမဲ့အစားအခုကျွန်တော်ပြောတဲ့နည်းလမ်းလေးကိုပြောကြည့်ပါဥပမာသူ့ဘက်ကနေဘာသာကိုတခုခုလုပ်ပေးပါလားလို့တောင်းဆိုမဲ့အစားကျွန်တော်ကိုဟစ်ချက်ကြွေးပါလားလို့အဲ့လိုမျိုးပြောမဲ့အစားဘာသာဘယ်လိုပြောနိုင်လဲဆိုတော့ညီမလက်ရကောင်းတယ်လို့ကိုသိထားတယ်အခုလည်းညီမလက်ရကိုမြည်ကြည့်နေတယ်အဲ့လိုမျိုးပြောပါအဲ့လိုပြောမယ်ဆိုလို့ရှိရင်သူကဘယ်လိုတွေးမလဲဆိုတော့ငါဘယ်လောက်ထိဟင်းချက်လက်ရကောင်းလဲဆိုတော့ဒီအောင်ပြကြသေးတာပေါ့ဆိုတဲ့ပုံစံမျိုးသူ့စိတ်ထဲကဝင်သွားပါတယ်ဒါကစကားလုံးနဲ့စိန်ခေါ်လို့ဆိုတဲ့နည်းဖြစ်ပါတယ်ဒီအချက်3ချက်နဲ့ဘာသာစူးစမ်းကြည့်လို့ရပါတယ် Rule number 4ဆွဲဆောင်မှုကိုပျက်စီးစေတဲ့အကြီးအမားဆုံးအမှားဒါမှမဟုတ်ရင်အာယုံဆိုင်ခံရဖို့အတွက်ညှိနှိုင်းတောင်းခံရခြင်းမိန်းကလေးဘက်ကဘာသာကိုသဘောကျလာဖို့အတွက်ဘာသာကအတင်းညှိနှိုင်းနေရတယ်သူ့ရဲ့အရေးအခြေအနေကိုဘာသာထက်ချက်မကွာလိုက်ပြီးအကဲခတ်နေရပြီဆိုလို့ရှိရင်ဘာသာဒီပွဲမှာရှုံးနေပါပြီမိန်းကလေးတွေကသူတို့အာယုံစူးစိုက်မှုကိုရဖို့အတွက်တောင်းပန်တိုးရှုံနေတဲ့သူမျိုးမလေးစားကြပါဘူးအဲ့လိုမလေးစားတဲ့ကြောင့်မလို့ကျွန်တော်ရဲ့ချစ်တဲ့စိတ်ကလည်းတည်ဆုံးသွားနိုင်ပါတယ်အဲ့တော့ဘာသာမှတ်ထားမယ့်စီကံချက်တွေကိုကျွန်တော်ပြောပြပေးသွားပါမယ်တစ်ချိန်ပဲစောင့်ကြည့်ပါသူကဘာသာနဲ့ခောက်ကနေပြီဥပမာဘာသာစာဖို့ရယ်သူကစာမပြန်တော့ဘူးဆိုလို့ရှိရင်ဘာသာစာထပ်မပို့ပါနဲ့ဘာသာဘက်ကလည်းခောက်ကနေလိုက်ပါသူကဘာသာကိုတကယ်စိတ်ဝင်စားရဲဆိုလို့ရှိရင်ပြန်ပြီးတော့ဆက်တော့လာပါလိမ့်မယ်ဒုတိယကြိမ်ကြီးသူကဥပိ္ပခာပြုလာတယ်ဆိုလို့ရှိရင်ဘာသာလမ်းခွဲပြီးတော့ရှေ့ဆက်ပါဒုတိယချက်ငါ့ကိုပဲရွေးချယ်ပါဆိုတဲ့စိတ်တက်ကိုဘာသာပြည့်စင်ပါမိန်းကလေးတယောက်ကိုငါ့ကိုတစ်ချိန်လောက်အခွင့်အရေးပေးပါလားလို့တောင်းဆိုတာမျိုးကငါ့ကိုဖက်လုံးနဲ့ထည့်ပေးပါလားလို့တောင်းဆိုလိုက်တာလည်းအတူတူပါပဲဘာလို့လဲဆိုတော့မိန်းကလေးတွေကသူတို့တွဲမဲ့အမျိုးသားကိုတန်ဖိုးရှိသစုလက်တစ်ခုလုံးဂုဏ်ယူတင်ကြလို့ပဲလောကမှာမိန်းကလေးတွေအများကြီးပဲငါကတန်ဖိုးရှိတဲ့ယောက်ျားလေးတယောက်ဆိုပြီးတော့အမြဲစိတ်ကိုမွေးထားဖို့လိုအပ်ပါတယ်အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်မိန်းကလေးတွေတော့အတင်းမလိုက်ပါနဲ့ကိုယ့်ကိုတန်ဖိုးထားပြီးယုံကြည်ချက်ရှိနဲ့တူဟောကနေပြီးတော့လှဝက်ချက်လေးအနှဲငယ်နဲ့နေပါဒါကသူ့ဘက်ကနေဘာသာနောက်ကိုလိုက်လာစေမဲ့စနစ်တကျသူ့ကိုချင်းကပ်တဲ့နည်းပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာ relationship နဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်အသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်